အမျိုးသမီးကဝတ်ထားတဲ့စကတ်ကိုချွတ်လိုက်တယ်။သူမကသူ့အတွက်ပကြီးမောတဲ့လှုပ်ပေးဖို့ကိုယ်တိုင်ဆန္ဒပြုခဲ့တာပါ။ဒါပေမဲ့တောင်းဆိုချက်တစ်ခုတော့ရှိခဲ့တယ်။အဲ့ဒါကတော့သူမရဲ့မျက်နှာကိုဘယ်တော့မှမဆွဲဖို့ပါပဲ။မကြခင်မှာပဲသူဟာတကိုယ်လုံးအလှကိုအကြမ်းဖျင်းပုံဖော်ပြီးသွားခဲ့တယ်။ဒါပေမဲ့လွတ်နေတဲ့မျက်နှာနေရာကိုစိုက်ကြည့်ရင်သူတုံဆိုင်သွားမိပြီးနောက်ဆုံးမှာတော့စုပ်တံကိုချလိုက်ရုံပဲတက်နိုင်ခဲ့တော့တယ်။နောက်တစ်နေ့မှာတော့အတန်းဖော်တွေဝိုင်းအောင်ကြည့်ကြပြီးသူ့ကိုတခါမှမျက်နှာသာမပေးခဲ့တဲ့ဆရာကတော့ဒီလက်ရာကိုမချီးကျူးပဲမနေနိုင်ခဲ့ပါဘူး။ဒီပကြီးကားတဲ့ကအမျိုးသမီးမှသာပြည့်စုံတဲ့မျက်နှာတစ်ခုရှိနေရင်မင်းပထမစုရမှာတေးကြတယ်ဒါနဲ့ပဲသူဟာအမျိုးသမီးစီနောက်တစ်ခေါက်ပြန်သွားပြီးမျက်နှာလေးဆွဲခွင့်ပြုဖို့အဖန်ဖန်တောင်းပန်ခဲ့ပြန်တယ်။ဒါပေမဲ့အမျိုးသမီးကတော့ပြက်ပြက်တသားပဲညှင်းဆိုနေတော့မှာပဲ။အခြားရွေးချယ်စရာမရှိတော့တဲ့အစုံသူဟာဝေဝါးအမှတ်တရတွေကိုအားကိုးပြီးအမျိုးသမီးရဲ့မျက်နှာအတွင်းပြင်တွေကိုမရေမတွက်နိုင်အောင်ဆွဲကြည့်ခဲ့တယ်။နောက်ဆုံးမှာတော့သူမရဲ့ရုပ်တွင်ကိုပုံဖော်ဖြည့်ဆွတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့မိမိကိုမိမိကြောက်စရာကောင်းတဲ့ကပ်ပေးတစ်ခုတည်းဆွဲသွင်းလိုက်မိပြီဆိုတာကိုသူလုံးဝမသိခဲ့ပါဘူး။အဲ့ဒီနေ့ကစပြီးအမျိုးသမီးဟာညတိုင်းသူ့အိမ်မက်ထဲကိုရောက်လာပြီးခြောက်လန့်ပါတော့တယ်။ဒါတောင်မှအိမ်မက်ထဲကသူမရဲ့မျက်နှာဟာအမြဲတမ်းဝေဝါးနေခဲ့စေပါပဲ။